င်လေးအဲ့ဒီမှာအမြဲရောင်းကောင်းပါစေတဲ့ရောင်းအားတိုးပါစေဆူတောင်းပေးထားတယ်ဘာတွေဖြစ်နေရလဲဟုတ်ကဲ့ပါပြနေအားလုံးကြီးတို့ကြည့်တယ်အခုကတော့ကျွန်တော်တို့ကအခုဒီနေ့ဆိုင်စားဖို့ကကျွန်တော်19ရက်နေ့မှာကျွန်တော်တို့ဆိုင်စားဖွင့်တယ်အခုကျွန်တော်တို့အခုအချိန်ကကျွန်တော်ကျောင်းသိန်းချင်းဖြစ်တဲ့ပုံမှာကျွန်တော်တို့ကျောင်းသိန်းကျွန်တော်တို့ရှိမှာအစုံလင်ရပါမယ်ခင်ဗျဒီဘုန်းတော်မြင်တဲ့လူ share ရဲ့လူကျွန်တော်လက်ဆောင်လေးလည်းပေးခြင်းပါကျွန်တော်လက်ဆောင်မပေးရကြလက်ဆောင်လေးလည်းပေးခြင်းပါတယ်အဓိကကျွန်တော်အခုကကျောင်းသိန်းချင်းဖြစ်တဲ့ပုံမှာကျွန်တော်ကျောင်းသိန်းနေကျွန်တော်ရောင်းမယ်ကျောင်းသိန်းနေမှာကျွန်တော်ရှိမှာယောက်ျားလေးဝတ်တယ်ဆိုရင်လည်းစုံလင်သွားရှိမယ် ready made တွေရှိမယ် main ကလေးကာဝင်နေဆိုရင် main ကလေးကာဝင်နေရစရမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ရှမ်းကန်နေရမယ် rifle ချစ်ကျောင်းစဲကိုကျွန်တော် guide ထိုးနေရမယ်အစားရမယ်ကျွန်တော်တနေ့ကိုတမျိုးစီကျွန်တော် video လေးတင်ပေးသွားမယ်တကယ်လို့ပြန်ရောင်းချင်တဲ့လူတွေဝတ်ချင်တဲ့လူတွေကျွန်တော်ဆိုင်မှာလာဝယ်လို့ရတယ်ပြန်ရောင်းချင်တဲ့လူတွေကိုလည်းကျွန်တော်ကျောင်းစဲချိန်ကာလမှာကျွန်တော်10ရန်တောင်းပါတယ်ကျောင်းစဲဒီ10ရန်ပေးရပါတယ်ခင်ဗျ10ရန်ပေးမှကျွန်တော်အင်ရောက်ငွေချေပို့ပေးပါတယ်အင်ရောက်ငွေချေတော့ပို့ပါတယ်10ရန်တော့ပေးရပါမယ်ဒီနေ့ကျွန်တော် rifle ချစ်ကျွန်တော်တို့တည်တည်ချာချာ guide တန်နဲ့ကျွန်တော်တို့တိုင်းပြီးရောင်းပေးတယ်10 guide ကနေပြီးကျွန်တော်တို့တွေအနည်းဆုံးကျွန်တော်တို့ရှိမှ9 guide ကနေစယူလို့ရတယ်တန်ရောင်းသမားဆိုရင်9 guide ကနေပြီးကျွန်တော်တို့ရှိရနေစယူလို့ရတယ်ကျွန်တော် guide ပြည့်မှန်မှန်လေးကျွန်တော်ရောင်းပေးတယ်ဒီနေ့ကျွန်တော်တို့ rifle ချစ်ကကျွန်တော်တို့ဘာမှပြောကြအောင်လို့ရှိနေတူကြတယ်နော်သူ့ရဲ့အသားလေးရလုံးဝအချစ်ကလေးတွေပါမယ်ပေါ့နော်သူ့ရဲ့အသားအချစ်ကလေးတွေပါမယ်ပြီးတော့သူကတခုအားသားချက်ကပါလေသူကအနံလုံးနှစ်ကြိုက်ခွဲ3000တမိုင်းအနံဖြစ်မယ်ဒါကျွန်တော်ပုံမှန်အနံမဟုတ်ဘူးပေါ့ဗျာဘယ်လောက်ဝါတာဟိုပေါ့တချို့နေရာမှာတကိုက်တစ်ထွားချုပ်ကမ်းမဲ့နေရာမှာဒီကောင်ဆိုကျွန်တော်တကိုင်းနဲ့ချုပ်လို့ရတယ်အဲဒီလိုမျိုး rifle ကြီးကဒီလိုမျိုးသူ့ရဲ့အနံက3000တမိုင်းအနံဖြစ်တဲ့အပေါ်မှာကျွန်တော်တို့ဟိုပေါ့ဘလို့ပဲချုပ်ပေါ့ဗျာအခုနှစ်ကိုက်တစ်ထွားကုန်မဲ့နေရာမှာဒီကောင်နေဆိုကျွန်တော်နှစ်ကိုက်နဲ့ချုပ်လို့ရတယ်အဲ့လိုမျိုးဒါ rifle ကြီးဒါကျွန်တော်တို့ဖောက်တဲ့သေးကျွန်တော်တို့အနည်းဆုံး9ကိုက်ကနေစယူပေးလို့ရတယ်9ကိုက်ကနေယူစယူမယ်ဆိုရင်ဖောက်တဲ့သေးကိုကျွန်တော်တို့4000နဲ့မှ900တကယ်လို့ကျွန်တော်ဒီလိုအလိတ်ကိုနော်အလိတ်လိုက်လိုချင်တယ်ဒီမှာနော်ဒီမှာသိရှိပါဆိုကျွန်တော်အလိတ်တွေလာမယ်ဒီလိုအလိတ်လိုက်လိုချင်တဲ့လူကြီးကျွန်တော်တို့ဈေးတစ်ဈေးရှိပါတယ်အလိတ်လိုက်ကတော့ဈေးတစ်ဈေးရှိတယ်အလိတ်လိုက်လိုချင်တဲ့ပြန်အောင်သမားအလိတ်လိုက်လိုချင်တဲ့ကျွန်တော်ဖုန်းဆက်မေးပါ rifle တစ်ရှမ်းငံဘဲစင်းကောင်းတဲ့ချုပ်ပြန်လို့ကျွန်တော်ဒီနောက်မှာကရှာရည်ဘုံတွေပါရပါမယ်ဒီကနေကျွန်တော်9ကိုက်ကနေစယူမယ်ဆိုကျွန်တော်တို့4000နဲ့မှ900နဲ့ရောင်းပေးမယ်အနန်းတော့နှစ်ကိုက်ခွဲလုံးဝ guide ပြရမယ်ဆိုတော့ကျွန်တော်တို့အာမခံပါတယ်တစ်စိမ့်ပါကျွန်တော်တို့လုံးဝ guide ပြရမယ်ဆိုတော့အာမခံတဲ့ပစ္စည်းလုံးဝကောင်းရမယ်အရင်ငွေချေရပါတယ်10ရန်ပြရပါခင်ဗျဆိုင်လေးကကျွန်တော်ဇေယျထဲတိုင်းမင်္ဂလာသိမိပိုင်ထဲဆိုင်မဲ့16လေးမှာစိတ်တိုင်းကလာရောက်ဝယ်လို့ရတယ်ဆိုင်လုံးဝပိတ်ရမရှိတော့ပါဘူးဆိုင်ရောလာကျွန်တော်ဆိုင်မသိရင်ဖုန်းဆက်မေးမြန်းလို့ရပါတယ်ကျောင်းလေးနဲ့ပတ်သက်တာကျွန်တော်ဇေယျထဲတိုင်းမှာအားလုံးဆုံးလို့ရရှိပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်